မြန်မာနိုင်ငံမှာနံပါတ်1တကင်းဆိုတဲ့ Honor A95 ကြီးအကြောင်းကိုပြောပြမယ်ဒီဖုန်းမှာရှေ့တော့ MH S လုံးပတိပါ Honor ကတော့နော်မြန်မာ official ဝင်တဲ့ဖုန်းတွေထဲမှာဒီကောင်က battery capacity အများဆုံးပဲတဲ့အဲဒါကြောင့်လေသူတို့က number 1ရဲ့မြန်မာဆိုပြီးတော့ပြောတာကနေမှာပေါ့ဗျာရှေ့တော့ MH ပတိပါလို့ဖုန်းကထူမဲ့လေးမဲ့လို့တော့မထင်လိုက်ဘူးတက်က 7.76mm weight က193 gram ပဲရှိရဆိုတော့ AI ကြောင့်ကင်လို့ရအားပြနေမှုတော့ကလည်း66 watt Honor Super Charge ကို support လုပ်ထားတယ်။ဝါသာပိုင်းဆုံး2ညအိတ်3ရက်ခီကိုချာချာမျိုးပဲသွားချင်သွားလို့ရတယ်။ဖုန်းတော့တစ်ချိန်လုံးထိုင်သုံးမနေနဲ့ပေါ့ဗျာ။ပြောချင်တာကကျွန်တော်တို့ဒီခီးတွေပါတယ်ထွက်ဖြစ်မယ်ဆိုရင်လေပေါ့နော်။ဘက်ထရီတွေချာချင်ပိုင်းနေနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာမလိုဘဲနဲ့ AI ကြောင့်သုံးနိုင်တယ်။အဲ့ဒါကိုပြောချင်တာ။ရောင်တွေကတော့ reddish brown, sunlight gold နဲ့ midnight black ဆိုပြီး3မျိုးဝင်မယ်ပေါ့နော်။ကျွန်တော်တို့ Xiaomi frame, Xiaomi camera ring နဲ့ neon beacon laser 3တဲ့ကောင်လေးကို luxury bag ရလို့ပို့ကြိုက်တယ်။ durability ပိုင်းမှာတော့ Honor ရဲ့အိမ်နိုင်စီးရထွေထူးပြောနေစရာမလိုဘူးပေါ့နော်။အခုဒီကောင်ဆိုရင် material အသစ်တွေနည်းပညာအသစ်တွေသုံးထားပြီးတော့အရင်ကပိုချမ်းခံအောင်လုပ်ထားတယ်။ Honor ကတော့နော်ဒီ industry မှာ HCL triple resistant premium performance certification ကိုပထမဆုံးရတာဖုန်းဆိုပြီးတော့ကြွားထားတယ်။သူတို့အဲ့လိုကြွားထားလို့ကျွန်တော်တို့ဒီဖုန်းကိုကတ္တရာလမ်းပေါ်မှာဟောဒီလိုပြစ်ချကြည့်ကြည်ပြားမဟုတ်နော်လမ်းပေါ်မှာတော့တည့်ရတိုင်းပဲဗျာကြောက်ပြုတ်တွေရှိတာမလို့ဒါ frame ကတော့နည်းနည်းပွန်းသွားတယ်အဲဒါပေမဲ့အရေးကြီးတဲ့ရှေ့မှန်နဲ့နောက်ဘက်ကပါတွေကဘာမှဖြစ်မသွားဘူးရှေ့မှန်မှာအမှန်ကစတစ်ကလေး original ပါတာနော်အဲ့ဒါလေးခွာကြည့်လိုက်မယ်ဒီမှာချက်ရှိုးကြည့် AI ကြောင့်တကယ်လို့ဝယ်ပြီးတော့ကျွန်တော်ရက်ပေါင်း180အတွင်းမှာဒီရှေ့မှန်ပါညာကွဲသွားတယ်ဆိုရင် Honor ကနေ free တစ်ချိန်လေးပြီးမှာတဲ့အဲ့ကိုရရဖို့ဆိုရင်ကိုက February 3ရက်နေ့ကနေ9ရက်နေ့တွင် pre order တင်တဲ့သူဖြစ်ဖို့တော့လုံးမယ်အဲ့ဒါဆိုပါဝါလက်ဆောင်ရမယ် 1D 2နေ့ရမယ်ပြီးတော့3နေ့ရဖို့ကန်ဆယ်မဲ့အစီအစဉ်မှာလည်းပါခွင့်ရတော့မယ်တခြား durability ဘိုင်းဆိုရင်ကျွန်တော်တို့ဖုန်တန်နဲ့ရေစင်ရေဆိုးရေစိန်နာတွေရေတောင်မှာကျွန်တော်တို့အပူလာအေးလာအဲ့ဒါမျိုးတွေကိုဒဏ်ခံနိုင်တဲ့ IP69K IP68 IP66 ဓာတ်ဆန် water resistant တွေကိုစာဒီပိုင်းဖြစ်တာဝါနာပိုင်းရေအောက်ထဲမှာတော့ဓာတ်ပုံဗီဒီယိုပါညာတွေရိုက်လို့ရတယ်အဲ့တော့ water မှုမှာပေါ့နော်ပြန်ထွက်တဲ့အခါကျရင်ရေဒီခါပြီးတဲ့ water extension စနစ်လေးကိုတစ်ခါလေးထည့်ပေးလိုက်ရင်တော့ပိုကောင်းမယ်တခြားဘက်တွေကိုပြောရမယ်ဆိုရင်ကင်မရာဝိုင်းတော့108 megapixel sensor ကို5 megapixel ROI sensor နဲ့တွဲပေးထားတယ်selfie အတွက်16 megapixel sensor ပေါင်းမယ် main camera quality ရပါတော့သူစည်းနေထားနေရှင်ဒါမစိုးဘူးလို့ပြောလို့ရတယ်အဲဒါပေမဲ့ ROI sensor လေးကိုတော့8 megapixel လောက်ကိုသုံးပေးတင်တယ်ပေါ့နော်အဲကျွန်တော်ကတော့အဲ့လိုမြင်နေငယ်ပိုင်းပြပါဒီကောင်းရဲ့ပုံထွက် quality အနေထားဘယ်လိုရှိလဲဆိုတာသိရအောင်ကျွန်တော်ဆိုင်းရတဲ့ပုံလေးတွေပြပေးလိုက်ပါမယ်တစ်ချက်ရှိုးကြည့်လိုက်ကြပါဦးAI နဲ့ပုံတွေပါတယ်ပြင်မယ်ဆိုရင်မလို့ချင်တာတွေကိုအလွယ်ဖြတ်လို့ရတဲ့ AI eraser ပါမယ်။နှလုံးမိတ်နေတဲ့ပုံတွေကို AI open နဲ့အခုလိုမျိုးဖွင့်လို့ရ။ပြီးတော့ AI beauty, AI SK, AI cutout နဲ့ AI outpainting feature တွေလည်းပါအောင်။ကျွန်တော်ပိုင်းတွေကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ပေါင်းရပိုင်းတော့ဗောနော် Snapdragon 6 Gen 4 4 nanometer ချစ်စက်ကိုသုံးပေးထားတယ်။ RAM 12GB storage 256GB နဲ့ RAM 8GB storage 256GB ဆိုတော့ version 2မျိုးရှိတယ်။ Honor ကတော့ performance stable ဖြစ်ဖို့300တာ smooth ဖြစ်ဖို့တော့ဗောနော် system level ကြီး AI နဲ့ optimize လုပ်ပေးထားတယ်လို့ပြောတယ်ဒီဖုန်းနဲ့ wireless နဲ့ပါညာစောင့်မဲ့သူတွေကအခုလိုမျိုး graphic setting တွေရမယ် game ဆိုတဲ့အခါဒါမှမဟုတ် heavy touch တွေလုပ်တဲ့အခါမျိုးတွေမှာအတော်တက်ပူတံကိုထိန်းနိုင်ဖို့အတွက်ပေါ့နော် stainless steel viewer chamber cooling system ကိုထည့်ပေးထားတယ် display ပိုင်းတော့ 120Hz refresh rate ရတဲ့ 6.79 1.5K OLED panel ကိုသုံးပေးထားတယ် display quality ကောင်းတယ် mic အဲ battery ဆိုရင်လည်းတော်တော်ပါတယ်ပေါ့နော်သဘောကျဖို့ကောင်းတာကကျွန်တော်ညာဘက်တွေဖုန်းသုံးတဲ့အခါမှာပေါ့နော်မျက်လုံးထိခိုက်မှုပါညာတက်တောင် screen color temperature တွေ auto adjust လုပ်ပေးနိုင်တဲ့ eye comfort technology ပါထည့်ပေးထားတာပါ operating system တော့ Magic OS 9 နဲ့လာတယ်အဲမကြာခင်မှာပေါ့နော် Magic OS 10ကိုလည်း update ပေးတော့ရှိရလို့လည်းသိရတယ်အဲလောက်ဆိုတော့ Honor A90 အကြောင်းကိုတော့များသိကြကြမှာတင်ပါတယ်တကယ်လို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိသေးရဆိုရင် comment ပေးလိုက်ပါကျွန်တော်ပြန်ပြရအောင်မယ်ကျွန်တော်တော့တော်တယ်မှာဟုတ်ကဲ့ဒီလောက်ပါပဲ